ကဒီနေ့6လပိုင်း12ရက်နေ့မှာရခိုင်ပြည်နယ်ကြောက်တော်မြို့ရဲ့ကိုပိုင်းအထက်တန်းကျောင်းကိုခလေးတွေအိတ်နေတဲ့အချိန်အာနာဒိတ်အကျန်းဖက်စစ်တပ်ကပေါင်900ဘုံနှလုံးကျဲချလိုက်လို့ခလေးအခု22ယောက်တေးရပြီ20ကျော်ကဒဏ်ရာရသွားတယ်အဲ့တော့ဒါတိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ရဲ့လှုပ်ရက်လားတပုံဓမြအကျန်းဖက်ဓမားတွေရဲ့လှုပ်ရက်လားနော်ပိုင်ရဲကိုတို့မနေ့ကပဲပြောထားတယ်ကျွန်တော်နိုင်ငံငြိမ်းချမ်းမှုအတွက်အဓိကငါတို့ကငြိမ်းချမ်းဖို့အားပေးတယ်ကဲအဲ့လိုမျိုးတိုင်းပြည်ကိုပြည်သူကိုအပြစ်မဲ့ပြည်သူနော်အခုဒီကလေးတွေထဲမှာနော်နောက်တစ်ချိန်တိုင်းပြည်ကိုဥဆောင်မဲ့ခေါင်းဆောင်လောင်းတွေမပါလာဘူးလို့ပြောလို့မရဘူးဒါဟာနိုင်ငံရဲ့အညွန့်တွေအဖူးတွေအတက်တွေဒီတိုင်းပြည်ကိုနောက်တစ်ချိန်မှာကောင်းစားအောင်ပြည်သူအတွက်အရှိရရက်တီပေးမဲ့လူငယ်လောင်းတွေမပါလာဘူးပြောလို့မရဘူးဒီစာတင်ကျောင်းမှာရခိုင်တက်တော်လည်းမရှိဘူးဘာမှမဆိုင်တဲ့စာတင်ကျောင်းပေါ်ဘုံကျဲတဲ့လုပ်ရက်ဟာပြောစရာစကားလုံးမရှိတော့နော်အဲ့ဒါအခုပိုင်ရဲကိုတို့ကဲဘာသာထွက်မလဲကြော်စိုးဦးတို့ကြော်မျိုးမေးတို့ငပောက်တို့တို့စစ်တပ်ကိုလောနေတဲ့ကောင်တွေဘာသာထွက်မလဲစဉ်းစားကြည့်ဒါမျိုးကြတော့တို့ပစပေါက်တွေမထွက်တော့ဘူးတိုက်စိတ်နေကောင်တို့ရဲ့ငြိမ်းချမ်းရေးဆိုတာအဲ့ဒါမျိုးကြရင်မတွေ့တော့ဘူးနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ဟာသူတို့ကကဘာပေါ်မှာသူတို့ရဲ့နံပါတ်1ရန်သူတီသူတို့ကိုလက်မခံတဲ့ပြည်သူအဲ့ဒါရှင်းရှင်းလေးပဲသူများနိုင်ငံကတော့လာပြီးတော့ဟိုနေ့ဖြစ်ဖင်ခံပေးခံပေးဦးမယ်နော်ဒါပွင့်လင်းပြောတာအဲ့တော့အဲ့လိုကောင်မျိုးတွေကိုကျွန်တော်တို့ကညီညာနဲ့တုံ့ပြန်ဖို့ပဲအရေးကြီးနေပြီဒါဟာဘာကိုပြလဲဆိုရင်ကျွန်တော်တို့တွေစီးလုံးတဲ့စီးလုံးအောင်လုံးနိုင်မှဖြစ်တော့မယ်ဆိုတာကိုပြတာပဲအခုလက်ရှိကြောက်တော့မှသေဝါတဲ့ခလေးတွေရဲ့နော်ဝမ်းနည်းစရာဖြစ်တည်ရခိုင်ပြည်သူအတွက်ပဲမဟုတ်ဘူးဒါတနိုင်ငံလုံးရဲ့ဝမ်းနည်းစရာတနိုင်ငံလုံးအတွက်ပြန်လက်စားချေရမယ်ကလေးစားတွေပစီပြစ်စင်မှာခလေးငယ်40ကျော်ကိုအခုလိုပဲအပြစ်မဲ့ဘုံကျက်တက်ဖြစ်ခဲ့တယ်ဒီဘင်းဖြစ်စင်မှာအခုလိုပဲခလေးငယ်တွေမြောက်များစွာကိုအပြစ်မဲ့ဘုံကျက်တက်တယ်အခုလည်းရခိုင်ပြည်နယ်မှာဟိုရက်ကလည်းအရှိမထပ်ပြီးတော့ဘုံကျဲဝါးတွေရခိုင်ပြည်နယ်မှာပဲဒါစဉ်းစားကြည့်ဒါဟာအခုပြောတဲ့စရင်ကလူဦးရေအများကြီးကိုအစုလိုက်အပြုံလိုက်တက်တာကိုပြောတာနော်ဟိုနေရာဘုံလိုက်ကျဲတို့ခလေး4-5ယောက်တေးတာတွေဒီနေရာဘုံလိုက်ကျဲတို့အယက်သားပြည်သူတွေတေးတာတွေမပါသေးဘူးဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်လို့နိုင်ငံတကာဆိုတာကျွန်တော်တို့အာယုံနဲ့မထည့်နဲ့တော့အခုခလေးတငယ်ဟိုရမုံငွေများအဖွဲ့ကခုနကခလေးငယ်ဆိုင်ရမုံငွေများအဖွဲ့ကတော့ဟိုခလေးငယ်တွေနဲ့အယက်သားပြည်သူတွေကိုမတက်ဖြတ်ဖို့ချက်ချင်းတော့စာထုတ်ပြန်တယ်စာထုတ်ပြန်ထုတ်တော့မင်းကြိုက်တဲ့တော့ထုတ်ပေါ့ဒီကောင်တွေကဗဇက်နဲ့ပြောလို့ရတဲ့ကောင်တွေမှမဟုတ်တာမင်းအောင်နိုင်တို့ကိုဗဇက်နဲ့ပြောလို့ရမယ်ဆိုရင်တော်နိုင်ရေးဖြစ်လာစရာအကြောင်းမရှိဘူးပြည်သူတွေကအာဏာသိမ်းခြင်းလက်နက်ထကင်ကြတာမဟုတ်ဘူးနော်ဗဇက်နဲ့ပြောခဲ့သေးတယ်အဲ့ဒီကောင်းကောင်းမွန်ကိုဗဇက်နဲ့ပြောတဲ့ပြည်သူကိုခစ်ကိုပြောင်းခြင်းခေါင်းအောင်ပြစ်ဆိုပြီးတော့တစ်လို့ဒီအခြေအနေထိတိုင်းပြည်ရရောက်လာတာရှင်းလေးနော်အဲ့ဒီအချိန်မှာပြည်သူကငါတို့ပြည်သူကငါတို့အာဏာသိမ်းတာကိုလက်မခံပါဘူးလားပြည်သူအများစုရဲ့ဆန္ဒကိုငါတို့လိုက်လျောရမယ်အာဏာကိုတမရလက်ထဲပြန်အပ်ခဲ့လို့ရှိရင်ဒီလိုမျိုးစစ်သားတွေတဲ့တည်စရာမလိုရဲတွေတဲ့တည်စရာမလိုတိုင်းပြည်တဲ့ပြစ်စရာအကြောင်းမရှိဘူးအဲ့တော့သူတို့ဘက်ကတော့အဆုံးထိသွားမဲ့ပွဲဒီကောင်တွေမှာနောက်ပြန်ဆုတ်စရာမရှိတော့ဘူးမှားသွားပါတယ်ကျွန်တော်တို့လက်ရှိအာဏာသိမ်းတာမှားပါတယ်ဆိုပြီးမင်းအောင်နိုင်ကနောက်ဆုတ်လိုက်လို့နောက်ဆုတ်တဲ့သူတွေတွင်ဒါရှင်းချင်းလေးအဲ့တော့မင်းအောင်နိုင်နေရာမှာခင်ဗျားတို့ကိုချင်းစာကြည့်နောက်ဆုတ်ရင်တေတွင်အရှိကိုတိုးလို့ရှိရင်တစ်ဖက်ကစောက်သုံးမကြရင်ဘယင်ဖြစ်ရင်ဖြစ်အောင်ပါအဲ့တော့ဘာလုပ်မလဲသူရှစ်သုံးမှာပဲမိုက်တဲ့မိုက်မယ်အခုဆိုဘာလုပ်လာလဲပြည်သူနဲ့တော်လှန်ရေးကိုတွေးခွဲလာတယ်တွေးခွဲလာတယ်ဘယ်လိုလုပ်လဲအခုတနင်္လာရီတိုင်းမှာဝဲကပကဖကရဲဘော်တွေမနေ့အောင်ကကျွန်တော်ရှိလာတော့စကားပြောပြတော့သူတို့အဲ့ဘက်မှာရွာတရွာကိုတဲ့စစ်တပ်ကဝင်ပြီးရှို့လာ PDF တွေနေနေတဲ့အိမ်4-5လုံးကိုကွက်ထားပစ်ခဲ့တယ်ပြည်သူပိုင်တဲ့အိမ်90လောက်ကိုအကုန်ရှို့သွားတယ်ဟောရွာသားတွေနဲ့ဒီတော်လိုင်းလက်နက်ကင်တွေနဲ့စိတ်ဝမ်းကွဲအောင်လို့ဘလို့ပုံဖော်ပေးတယ်တွေ့တယ်မလားကျွန်တော်တို့နေတဲ့နေရာတွေဒီကောင်တွေတိတာပဲတဲ့မတိတာမှမဟုတ်တာတဲ့ကျွန်တော်တို့တက်ဆွဲတန်းနေသူတို့ drone တွေနဲ့ကင်းထောက်ပြီးအကုန်တိတာပဲကျွန်တော်တို့နေရာဘုံမကျဲဘူးပြည်သူတွေရဲ့ရွာတွေအိမ်တွေဆေးရုံတွေကိုတမင်တက်တဲ့ဘုံကျဲတာတဲ့တော်လန်ရေးကိုတွားမလုံးနဲ့ထိမဲနင်တို့ကစစ်တပ်ကိုတွားလောက်တော့ဖြစ်တာပေါ့အဲ့ဒီစကားတွေကိုအဲ့ဒါလိုပညာမဲ့စကားတွေကိုပြည်သူကြားတဲ့ရိုက်တွင်းပြီးတော့အစိတ်ခတ်တာနော်အစိတ်ခတ်တာအဲ့ဒါကိုကောင်းကောင်းသိဖို့လိုတယ်ဒါပေမဲ့ပြည်သူအားလုံးကလည်းဒီကောင်တွေကြိုက်တဲ့ဝါဒမိုင်းတိုက်ပါသိနေပါပြီအဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီပွဲမှာမြန်အဆုံးတတ်နိုင်ဖို့အရေးကြီးနေပြီမြန်အဆုံးမတတ်နိုင်ရင်ဒီအကျန်းဖတ်ကောင်တွေလက်ချက်နဲ့နောက်ထပ်အတက်မပြည့်သေးတဲ့ခလေးတငယ်တွေအပြစ်မဲ့အယက်သားပြည်သူတွေဘလောက်တော့အတက်တွေပေးဆက်ကောင်အောင်မှာလဲ
မတီးဘူးဘယ်သူမှလည်းအာမမခံနိုင်ဘူးဒါကြောင့်မို့လို့ဒီပွဲမြန်ဖြတ်ဖို့ဟာတစ်ခုပဲလိုအပ်တယ်အဲ့ဒါဘာလဲဆိုတော့ပြက်သားစစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်လက်ရှိ UNG ကသွားနေတဲ့အခင်းချင်းအခြားတိုင်းသား EO အဖွဲ့တွေကခုနကပြောတူကိုငါမယုံငါ့ကိုတူမယုံဟုတ်ပါမလားဟဲ့တူဟောဟုတ်ပါမလားဟဲ့ငါဟောဟုတ်ပါမလားဟဲ့ဆိုလက်တန်တရားတွေနဲ့နေတယ်အဲ့ဒီတန်တရားတွေအားလုံးကိုဖျောက်ပြီးတော့အားလုံးအင်အားစုဥဆောင်နိုင်မဲ့ပြက်သားနိုင်မဲ့ခေါင်းဆောင်ဆိုရင်အနောက်ကလူမျိုးပေါင်းစုံပါလာလိမ့်မယ်နော်ကျွန်တော်တို့လူမျိုးတစ်စုတည်းလုပ်လို့မရဘူးနော်ဒီပွဲဟာအားလုံးစီးလုံးအောင်လုပ်နိုင်မှာပွဲကျွန်တော်တို့ဘက်ကညံ့တာနဲ့နောက်တစ်ခုရှိတာကအခုအရေးကြီးတိရမှဒီတော်လန်ရင်းနဲ့ပြည်သူကိုတွေးခွဲနေတယ်နော်အဲ့ဒီမှာအနေစားမတက်တဲ့လက်နက်ကင်တချို့တလေသွားလုံမိလိုက်ရင်ဒီကောင်တွေရဲ့တစားကံဖြစ်သွားလိမ့်မယ်တချို့တွေနေတွေမှာတက်လုံးကအရက်သားအခုတော်လိုင်းကာလမှာတနက်ခါထိုးလိုက်တယ်ဟာတနက်ရှိတော့ပြည်သူကကြောက်ပြီပေါ့တက်လုံးကပြည်သူကတနက်ဘောင်းမရှိမြင်မိတဲ့တောင်ကြောက်ကြတဲ့နိုင်ငံလေအဲ့တော့တနက်ခါထိုးရတဲ့ကောင်ဆိုတော့ကြောက်ပြီကြောက်တဲ့အပေါ်မှာယိုတေမှုတွေပါလာမယ်မယိုသေးခြင်းနဲ့ယိုသေးတယ်အဲ့ဒီပေါ်မှာဖီးတွေတက်ပြီးတော့လီးလို့မှုန်လို့လှုပ်တဲ့တော်လိုင်းသမားတွေထွက်လာတယ်အဲ့တော့တိရမှာကငါတို့ဟာလက်နက်ကင်လူဘာဝတဲ့စောက်ချင်းကိုမကြိုက်လို့တော်လန်ရေးလှုပ်တာငါတို့ကိုယ်တိုင်လက်နက်ကင်ပြီးလူဘာဝမယ်ဆိုရင်ငါတို့ကိုယ်တိုင်ခွေးလှုပ်မယ်ဆိုရင်အစရတဲ့ကဘာလို့တော်လှန်ဖို့လဲတိုင်းပြည်အနာခံပြီးတော့ဒီကောင်တွေပဲအုပ်ချုပ်ခိုင်းနိုင်မှာပေါ့ဟုတ်တယ်မလားအဲ့တော့တိုင်ရင်တပ်ဖွဲ့မှာရှိတဲ့တပ်မှုတွေအဓိကတာဝန်ရှိပါတယ်ဒီတော်လှန်ရေးမှာမင်းအောင်လှိုင်ပြည်သူနဲ့တချို့တလေနယ်တွေနော်တချို့တလေနယ်တွေမှာတော်လှန်ရေးကိုစိတ်ဝင်စားတော့တဲ့နယ်တွေရှိတယ်နော်အဲ့ဒါတွေကအင်မတန်အန္တရာယ်ရှိတယ်ကျွန်တော်တို့နယ်မြေတစ်ခုကိုလက်လွတ်လိုက်ကြလို့ဘာမှကြောက်စရာမလိုကျွန်တော်တို့အခုလက်လွတ်နေရတဲ့အရာဒီစနစ်တကျစုပ်ခွာသွားတဲ့ခွာစစ်နဲ့ပဲလက်လွတ်တာအချိန်မြင့်ပြန်ယူလို့ရတယ်ဒါပေမဲ့အဲ့ဒီနယ်မြေမှာရှိတဲ့ပြည်သူကကိုယ့်ကိုမထောက်ခံတော့ရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါကိုတတ်မှုအားလုံးသိဖို့အရေးကြီးတယ်အခုနောက်ပိုင်းမှာနာမည်တွေထွက်လာတယ်တစ်ဖက်ကလည်းစိုက်ဝါးတွေဖြန့်ပြီးတော့ဝါဒမိုင်းပြန်တယ်နော်ဒါကအင်မတန်အရေးကြီးတဲ့ကိစ္စအဲ့တော့အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်အကျန်းဖက်ဓမ္မတွေကတော့အကျန်းဖက်ဗီဒဆိုတာသူတို့ကိုလက်မခံတဲ့ပြည်သူမှန်သမျှအကုန်အမှုတ်ချေပြစ်မယ်အကုန်မျိုးစုံလုပ်ပြစ်မှာအဲ့ဒီအနေထားမှာကျွန်တော်တို့ဘက်ကဘာလုပ်ကြမလဲစီးလုံးစွာနဲ့တုတ်ပြန်ဖို့ပဲရှိတော့တယ်ဒါဟာရခိုင်ပြည်သူအတွက်ပဲမဟုတ်ဘူးနော်တနိုင်ငံလုံးပြည်သူညီညွတ်နဲ့တုတ်ပြန်မယ်ပွဲပဲ